ဒီနေ့ကိုကျော်ကြီးကိုဘာလို့ချိန်လိုက်တာလဲဒီနေ့ကြည့်ရတာမေလီရဲ့မျက်နှာလည်းမကောင်းဘူးကိုကျော်ကြီးမေလီကိုချစ်လိုက်ချစ်တာပေါ့မေလီရဲ့ဘာလို့ဒီလိုတွေမီးနေတာလဲကိုထုံးကသူ့အမေကိုခေါ်ပြီးမေလီတို့အိမ်ကိုလာခဲ့တယ်မေလီကိုလာတောင်းရမ်းဖို့တဲ့ဒါပေမဲ့မေလီကကိုထုံးကိုမချစ်ဘူးလေမေလီချစ်တာကိုကျော်ကြီးကိုပဲမေလီဘယ်လိုလုပ်ရမလဲကိုကျော်ကြီးရဲ့ဘာပြောတယ်ဟိုကောင်ငထုံးကသူ့အမေနဲ့မေလီကိုလာတောင်းနေဟုတ်လားအီလီမေလီလည်းသူ့ကိုပဲယူလိုက်တော့ပေါ့ကိုကျော်ကြီးကတော့နောက်တစ်ယောက်ထပ်ရှာလိုက်မေလီဟာကိုကျော်ကြီးကဘာလို့ဒီလိုစကားမျိုးပြောရတာလဲကိုကျော်ကြီးကမေလီကိုတကယ်ပဲတာဝန်မယူချင်တော့ဘူးလားဒါမှမဟုတ်မေလီကကိုကျော်ကြီးအတွက်မဆွေးဆောင်နိုင်လို့လားမေလီကလေကိုကစနှုတ်ပြီးပြောလိုက်တာပါအတီးကြီးလိုက်ဖြစ်မနေနဲ့ဒါနဲ့မေလီအမီကတောင်းဆိုတဲ့တင်တောင်းတတ်မှတ်ကြီးကဘယ်လောက်တည်းလဲမေလီသိလားအမီတတ်မှတ်ထားတဲ့တင်တောင်းကြီးက3900လောက်ရှိမယ်ထင်တယ်မေလီသိထားသလောက်ပေါ့ဟာကိုကျော်ကြီးကျွေးတဲ့စေကောင်ရောင်းရင်တော့မေလီရဲ့တင်တောင်းကြီးမရနိုင်ဘူးအမီလားခင်ဗျဒီနေ့ကျွန်တော်အမီနဲ့အတူမေလီကိုလာတောင်းတာပါအမီလားဘလို့သဘောရပါသလဲငါကတော့ဘာမှမကန့်ကွက်ပါဘူးဒါပေမဲ့ဒါကကလေးနှစ်ယောက်သဘောတူညီမှုအပေါ်မှာလဲမူတည်တာပေါ့ငါသိပါတယ်မောင်ထုံးကငါသမီးကိုချစ်တယ်ဆိုတာဒါပေမဲ့မေလီကိုမောင်ထုံးကိုချစ်ရဲ့လားအဲ့ဒါကတော့မေလီကကျွန်တော်ကိုမချစ်သေးဘူးပေါ့ဒါပေမဲ့တနည်းကြရင်မေလီကျွန်တော်ကိုချစ်လာမှာပါလို့ကျွန်တော်ယုံကြည်ပါတယ်တင်နှောင်းကြီးဘလောက်ယူမလဲဆိုတာအမေလာတာပြောလိုက်ပါဗျာဒါဆိုလဲဒီလိုလုပ်လေကလေးနှစ်ယောက်ကိုအရင်စိတ်ဆက်ထားပြီးလိုက်တာပေါ့အစင်သင့်ဖြစ်တဲ့အချိန်ကြမှာလက်ထက်ကြတာပေါ့ကိုကျော်ကြီးမေလေးကိုထုံးနဲ့မယူချင်ဘူးမငိုနဲ့တော့မေလေးကိုကျော်ကြီးလည်းမေလေးကိုငထုံးနဲ့လုံးဝအပေးစားနိုင်မှာဘူးကိုကျော်ကြီးကမေလေးကိုတကယ်ချစ်ရဲ့လားကိုကျော်ကြီးမေလေးကိုတိတ်ချစ်တာပေါ့မငိုနဲ့တော့နော်မေလေးဒီနေ့ကိုထုံးကသူ့အမေနဲ့နင့်ကိုလာတောင်းတာနင်သိတယ်မလားသိတယ်အမေဒါပေမဲ့မေလီဘလို့မှမယူနိုင်ဘူးမေလီကိုထုံးကိုမချစ်ဘူးဘလို့ဖြစ်မယူဘူးစီအေးထားပါမေလီရဲ့အမေလည်းသိပါတယ်နင်ကိုထုံးကိုမချစ်ဘူးဆိုတာဒါကြောင့်အခုကိုထုံးအမေကအရင်စိတ်ဆက်ထားဖို့ပဲပြောသွားတာလीအရင်တွဲကြည့်ပါဦးနောင်ကြရင်နင်ကိုထုံးကိုကြိုက်သွားရင်ကြိုက်သွားမှာပေါ့ဘလို့မှမဖြစ်နိုင်ဘူးအမေမီလီရဲ့နှလုံးသားထဲမှာကိုထုံးအတွက်နေရာမရှိဘူးကြီးအခုအမေကမီလီကိုကိုထုံးနဲ့စိဆက်ပေးလိုက်ပြီးမီလီအခုအတော်လေးစိတ်ညစ်နေတယ်ကိုကျော်ကြီးရေအဲ့လောက်ကြီးစိတ်မညစ်ပါနဲ့မီလီရဲ့စိတ်ဆက်ယုံမဲရှိပါသေးတယ်လက်ထက်ရအောင်မဟုတ်တာကြည့်ရတာဒီနေ့လေကောင်းလေတန်လေးရတယ်ဆိုတော့ကောက်ရိုးပုံနောက်ကိုသွားကြမလားဟာကိုကျော်ကြီးရလဲကောင်းမလားဟိုမှာကြည့်ကျွဲကရက်ပြီးကောက်ရိုးစားနေတာကိုရှက်စရာကြီးဟိုတဲလေးစီပဲသွားရအောင်နော်ကိုကျော်ကြီးဗျာကျော်ကြီးမင်းငါစိဆက်ထားတဲ့မိန်းမနဲ့ဒီလိုမျိုးလာစကားပြောနေအောင်ဘယ်လောက်တောင်တက်တီရှိနေရလဲငါနဲ့တွေ့ကြသေးတာပေါ့လာစမ်းယောက်ကျော်ကြီးဒါငါမိန်းမကွာဒီမှာဒါမျိုးခံစားလိုက်စမ်းအာမေလေးကိုလူချင်းယူသွားလိုက်တော့ငါထုံးရင်ငါကိုတော့မလွတ်ပါနဲ့ကိုကျော်ကြီးကဘာလို့ဒီလိုပြုံးညံ့နေစကားတွေပြောနေရတာလဲ